ဖြစ်ပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ရဲ့မျက်နှာတွင်ပြင်လက္ခဏာကိုပြောမယ်မင်းသမီးတစ်ယောက်ကပေါ့နော်အလွန်အင်တာမကိုသူ့ရဲ့မျက်နှာတွင်ပြင်လက္ခဏာလေးကအလွန်အင်တာမကိုအချိုးစားကြတယ်ဆိုပါစို့တွေ့ရတယ်ကြည့်လို့အင်တာမကိုကောင်းတယ်မျက်နှာတွင်ပြင်လက္ခဏာအချိုးစားကြတယ်ချောမောလာပါတယ်သူ့ရာနဲ့သူဟိုမှာနှာခေါင်းလေးကနာရန်လေးကလည်းဆင်းတယ်လာတယ်မျက်လုံးလေးကလည်းလာတယ်မျက်ခုံးကလည်းကောင်းတယ်အဲ့လိုမျိုးပေါ့နှာခမ်းလေးကလည်းအယမ်းမထူဘူးအယမ်းမပါဘူးအဲ့လိုမျိုးပေါ့သူ့ရဲ့မေးစီပုံမှန်စရံလေးကဘယ်လိုပုံစံရှိလဲအဲ့လိုမျိုးလေးပေါ့နဖူးကမောက်လားမမောက်ဘူးလားအဲ့လိုမျိုးပဲကျွန်တော်တို့ကစိတ်ပွင့်နေရဲ့မျက်နှာပြင်table ပေါ့မျက်နှာပြင်ကိုခွဲခြားလေးရှိနောက်ပြီးတော့စိတ်ပွင့်နေရဲ့ချိုးစားနဲ့ပြောရမယ်ဆိုရင် model boy တယောက်ရဲ့ခန္ဓာကိုယ်အချိုးစားကိုကြည့်ပါဒါပိုင်တကုံပေါ့သူ့ရဲ့ခန္ဓာကိုယ်အချိုးစားသည်အလိုအင်တာမကိုအချိုးစားကြတယ်ထိုနည်းတစ်ကောင်နဲ့စိတ်မာလဲသလိုပဲကျွန်တော်တို့ 3 excellent ပေးတယ်ဆိုတာကအချိုးစားကြရမယ်ကျွန်တော်တို့ခုနပြောတဲ့မျက်နှာပြင်ကဥမာ58 to 60ရှိရမယ်61 to 62 to ဒီမှာ total depth ပေါ့နော်ဒါစိတ်ရအများသောအဖြစ်ပြောရမယ်ဆို 1:3 ratio နဲ့ညီရမယ်နောက်ပြီးတော့ table ကိုကြည့်တယ်နောက်ပြီးတော့ကျွန်တော် garden ဆိုတဲ့ခပတ်ကိုကျွန်တော်တို့ကြည့်တယ်ခပတ်ထူလားခပတ်ပါလားပေါ့နော်အဲ့ဒီအချိုးစားတွေအားလုံးအင်္ဂါရက်တွေနဲ့ပြည့်ပြည့်စုံမှာတော့ excellent 3လုံးပေးလေးရှိတယ် polish ပိုင်းဆိုင်ရာကိုလည်းကျွန်တော်တို့ကြည့်ရတယ် symmetry ကိုလည်းကျွန်တော်တို့ကြည့်ရတယ်နောက်ပြီးတော့ cutting ကိုလည်းကြည့်ရတယ်အဲ့ဒီပုံမှာပဲတန်ဖိုးကတက်သွားလေးရှိတယ် Lucky Diamond